ဟုတ်ပဲမိကလာပါရှင်နေကြီးချန်နယ်အားလို့ကြိုဆိုလိုက်ပါတယ်နေဒီပြောစရာတရှိပါတယ်နော်ဒါလေးဒီကထာဝါလေးခုံနေဒီပြပြတာပါမယ်နေကြီးဖူရှိထာဝါလေးပေါ့နော်အဲ့နေကြီးဆော့ပြမယ်လို့ပြောထားရဲဒါပေမဲ့နေမဆော့ပြဘူးပေါ့နော်ဖြစ်ရဆိုတော့ဖူရှိထာဝါပေါ့နော်နေကြီးအဲ့နေကြီးပေါ့နော် YouTube မှာတင်မယ်ပေါ့ YouTube မှာတင်လို့မရလို့ပေါ့နော်အဲ့ကြောင့်မလို့ပါရှင်ကြီးဖူရှိတာဝါလေးကိုနီမဆော့တော့ပါဆော့ရတော့ဆော့ရဒါပေမဲ့ဗီဒီယိုကတင်လို့မရလို့ပါနေကြီးဟိုကနေကြီးပေါ့နော်ဟိုကကိုတီနေကြီးကိုမလေးမှတ်ထားရဲ့ညီမလေးဒီအဲ့လုံးလို့မရရင်နေကြီးအခုဒီဗီနေကြီးလုံးလို့မရဘူးဆိုရင်ဒီနောက်တစ်ခါထပ်လုပ်ပြပါမယ်နော်ရှော့အနေနဲ့ဒီဗီဒီယိုတို့မှာအတူလေးနဲ့ဒီလုပ်ပြတာပါမယ်နော်ကဲဒါကြောင့်ခုံးရည်နေခုတ်ပြတော့မှာပဲဒါကြောင့်ဘလိုဂိမ်းနဲ့နေလည်းမသိဘူးဒါကြီးကခုံးလို့ကောင်းတယ်ဆိုလို့ဒါလေးဆော့ရတာပါတော့ခုတ်ပြသွားပါလေရှစ်ချာဝါလေးရမလို့သူကအစ်စ်နေရှိပါတယ်ဒါပေမဲ့တူလေးပေါ့နော်ဒီဒါတော့ကြိုက်တာတော့မကြိုက်ဘူးနေဒါလေးခုတ်သားပါတစ်ခုခုတ်ပြရင်နေကြီးပြချင်တာပေါ့နော်အဲဒါဘူးပါအဲအကြောင်းမို့လို့ပါအဲ့ကြောင့်မလို့ဒီဖူရှိတာလေးကိုမတင်ပဲဒီတခြားတာဝါလေးဆွဲပြတတ်ပါမယ်ပြီးတော့ညီကိုမန်းနဲ့ညီမလေးရောညီတခြားသူကပေါ့နော်ဟိုဗီဒီယိုလုပ်ပြီးပါဆိုရင်မလေးအတန်သွင်းရတယ်အတန်သွင်းပြီးသွားပြီဆိုရတယ်နေကြီးလို့ပေါ့နော်တန်သွင်းပြီးပါဆိုရင်နေတော့မှာအောက်မှာဘာလေးညာလေးရေးလို့ရပါတယ်အဲ့အောက်ဆုံးမှာပေါ့နော်ကွန်မန့်လေးကို on နဲ့ off ရှိပါတယ်အဲ့အလေးကိုညီမလေးလုပ်လို့ညီမလေး on ဖြစ်နေတဲ့ဟာကို off လုပ်လို့ရပါတယ်နော်။ဒါမှမဟုတ်ညီမလေးမလုပ်တတ်ရင်လည်းနေကြီးလုပ်ပြပါမှာနေကြီးလုပ်ပြမယ်နော်။ဆက်ခုတ်ပါမယ်။ကဲရောက်တော့မယ်ဒီနော်အမကနောက်ကြည့်ကြနေပါလေ။နောက်ကနေအတန်လေးပါမအလို့တောင်းမှပါတယ်နော်။ဒီအပြန်လုပ်ပြပါမယ်။နေအဲ့မလုပ်တတ်ရင်ဒီဗီဒီယိုလေးရိုက်ပြလုပ်ပြပါမယ်နော်။အဲ့ကြောင့်မလို့ဖူရှိတာဟောကိုနေမစော့ပြတော့ပါဘူးအခုဒီရလေးလာပြောအဖြစ်တဲ့ကြောင့်ဒီဗီဒီယိုကိုအတူလေးပဲလုပ်လိုက်ပါတော့မယ်နော်ကဲနေကြလေးခုံအပူကြိုင်တော့နေမစော့တော့ပါဘူးပေါ်တက်ပါမယ်ဒီထောင်ကနီးတိတ်ကြိုက်ဘူးပြလူစော့ရတူလည်းမရှိပါဘူးဒါပေမဲ့ဒီစကားပြောအောင်လို့ပေါ့နော်အိုးကတိပဲကဲအားလုံးပဲတတာဘိုင်ဘိုင်ပါ